Pro player တွေပဲတည်နိုင်တဲ့အချက်15ချက်အားလုံးပဲမင်္ဂလာပါ Gemini Magic Chess Coco မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Magic Chess Coco player တွေတိတ်မတိကြတဲ့အချက်15ချက်ကိုပြောပြပေးသွားပါမယ်ပထမဆုံးအချက်အနေနဲ့စီစီလီယွန်ကသူ့ရဲ့ဘယ်ညာမှာရှိတဲ့ဟီးရိုတွေကိုပွဲစားတာနဲ့တန်းမှန်တာပေးပါတယ်မီနိုတာဟီးရိုကလည်းသူ့အပါဝင်သူ့ရဲ့ဘယ်ညာဟီးရိုတွေကိုပွဲစားတာနဲ့ရှီ350ပေးပါတယ်မီနိုတာက3 star ဖြစ်သွားပြီဆိုရင်တော့ရှီ1880ပေးပါတယ်နောက်ထပ်အလားတူဟီးရိုကတော့ Brody ပါသူပါဝင်သူ့ရဲ့ဘယ်ညာဟီးရိုတွေကို attack speed 10% ပေးပါတယ်။ Direct ကကြတော့သူပါဝင်သူ့ရဲ့ဘယ်ညာဟီးရိုတွေကို9% hybrid life steal ပေးပါတယ်။ Barton က3 star ဖြစ်သွားရင် crowd control immunity ရသွားတဲ့အတွက်ကြောင့် purify ထည့်စရာမလိုတော့ပါဘူး။ Eudora ရဲ့မိုးကြိုးထိထားတဲ့ enemy hero တွေကပုံမှန်ထက်ပိုပြီးတော့9% damage ပိုထိမှာဖြစ်ပါတယ်။ Ruby Hero က slash လှည့်တဲ့အခါပုံမှန်ထက်ပိုပြီးတော့ physical damage ပိုထွက်နိုင်ခြေ25%ရှိပါတယ်။3 star ဖြစ်သွားပြီဆိုရင်တော့ slash attach range ကပိုပြီးတော့ကျယ်လာမှာဖြစ်ပါတယ်။ဒီအချက်ကတော့နည်းနည်းစားတယ်။ကကူရာကထိပစ်လိုက်တဲ့နေရာမှာကိုယ့်ရဲ့ align hero တွေရှိနေမယ်ဆိုရင် shield 350ရနိုင်ပါတယ်။အားလုံးရဲ့အချစ်တော်ကြီး Phobius Hero က scavenger ရဖို့အရေးပါဆုံးဖြစ်တယ်လို့သူ skill သုံးလိုက်လို့ထိလိုက်တဲ့ enemy ရဲ့ hybrid attack ကို 10% ရှော့နိုင်ပါသေးတယ်။ Lunos ကတခါ dash speed တိုင်းမှာ3ချိန်ပစ်ပါတယ်။ပစ်လိုက်လို့ enemy hero ကတေသွားပြီဆိုရင်တစ်ချိန်တိုးပြီးတော့ထပ်ပစ်ပါတယ်။ Mobile Legends မှာဂုတ်ခွတက်စီပြီးတော့သွေးဖြစ်ဖြစ်ပေးနေတဲ့ Angela က Magic Chess Coco မှာလည်းသူ့ skill ထိသွားတဲ့ align hero တွေကိုသွေးဖြစ်ပေးပါတယ်။ Leslie ကို attack speed item ဘယ်လောက်ထက်တဲ့ attack speed မြန်မလာပါဘူး။သူ့ကိုထည့်သမျှ attack speed တွေကို critical damage အဖြစ်ပြောင်းလဲပစ်လိုက်မှာပါ။ enemy တွေကြားထဲကိုပြည့်ဝင်တဲ့ join ကတော့ control immunity ရတဲ့အပြင်သူ့ရဲ့ skill ကြောင့်ထိသွားတဲ့ enemy တွေကို hybrid defense 24 စီရှော့နိုင်ပါသေးတယ်။ Bane က3 star ဖြစ်သွားရင်သူ့ရဲ့ငမှန်းနဲ့ထိတဲ့ hero တိုင်းကို 3.2 second စီခဲနေစေပါတယ်။မခဲချင်တော့ purify တဲ့ပါ။နောက်ဆုံးအနေနဲ့ oracle item ကတဒန်းထဲမှာထားတဲ့ hero တွေအကုန်လုံးကို hybrid defense ပေးပါတယ်။နောက်ပြီး oracle item က stack လို့ရပါတယ်ဆိုလိုချင်တာကတဒန်းထဲမှာ oracle 3လုံးထည့်ထားမယ်ဆိုရင်တဒန်းလုံးမှာရှိတဲ့ hero တွေက60 hybrid defense ရရှိမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုပြောသမျှ15ခုလုံးကိုတီးကြလားဘယ်နှခုတီးကြလဲဘယ်နှမရခဲ့လဲဆိုတာကို comment မှာဝင်ရောက်ကြွားခဲ့ပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်